ဘယ်နိုင်တော့ထုံးနေလည်းမသိကွယ်ဟိုကောင်းနေချိတ်တာဟမ်ကမချောင်းလာရှိသေးရလားဟဲ့မဖြစ်ပါဘူးဒါဆိုတော့စားတော့လေးလိုက်ပေါင်းမယ်စားလေးလေးပြီးဆိုကောင်းတော့ပြရမ်းကောင်းတော့တော့နွားမယ်ဟဲ့အယောင်ကြီးကဘာဖြစ်နေတိတ်နေရအယောင်ကြီးဟဲ့အင်းရှိထွက်ဆောက်ခိုင်းတာလေညောင်ကဖုတ်ဆက်လိုက်တာဟဲ့ဒီကောင်နဲ့လည်းမထားသေးဘူးထင်တာလေငါအင်းကလက်ထားအချင်းငါတော့ရဝင်းကြည့်လိုက်တဲ့အင်းဖိုင်ရလက်ထားတော်လေးပါရဲ့တခေရလေးမလေးလို့ပေါ့စင်းမလို့တင်းဆိုတာငါ့ကိုလိုက်ကြစောမထားသေးဘူးလားစောဒါမစားတယ်လားစောမလေးဗျာထားရမှာငါတို့ဘာရအများကြီးကြံနေဟုတ်မအဲ့ဆိုငါရှိမှစောင့်နေမယ်နော်ဟုတ်ကဲ့မအားလုံးပဲခုနကစိုးရဲ့နာမည်စိုးအောင်လို့ပေးထားဘလို့ဖြစ်သွားမှန်းမသိအကြောင်းတော့သိကြရမှာနော်မလေးကြီးကောင်းနေလေစိတ်ညစ်ပါလေမောလောဘာလဲမသိဘူးဆောဆောစီစီခုမှချောင်းခုမှပြင်းတော့ပဲစီသေးရအမလည်းညာဒီတော့အမလည်းကွာအဲ့လိုနေလာလို့မရဘူးပြောလိုက်ပါငါအမတော့မယ်ဗျာအမပြီးတော့မယ်အေးဟဲ့နေစပင်းလည်းဖိခဲ့ပါအမလည်းဗျာလာအေးအမကျွန်တော်နောက်လိုက်ခဲ့ဆိုင်ငယ်နဲ့တော့မလားမလားအေးဆိုင်ငယ်နဲ့ပဲသွားရဆိုင်ငယ်နဲ့သွားပါနဲ့လားငါတို့ကားနဲ့ပဲသွားရဟုတ်မမခုပဲသားမလဲခုပဲသားချင်နေငါ့ကိုစားခွင့်ပါမယ်လေဟုတ်မအဲ့နင်ကငါ့ကိုပဲလိုက်ဝင်အမကျွန်တော်ကစားခွင့်လိုက်မပို့တော့ဘူးဟုတ်တော့ပဲကိုငါကျန်ခုလိုက်မှကစားနေနေရလေးလိုက်ပို့ပါလေအဲ့နေရတော်တော်လာလေညင်တဘောဒီနေရလေးနိုင်ဝလူအကုန်လုံးဒီနေရာပဲသွားနေကြတာကျွန်တော်လည်းအားကြလို့အမကိုလိုက်ပို့တာဟဲ့ဟုတ်တာပဲဟဲ့ဒီမှာလူနေလို့ရလားရလေအမချဲသေးဆိုတညတော့အိတ်သွားသေးတယ်ဒီကရောင်းနေလာဘာဟာနဲ့အေးဟဲ့လာလိုက်တာငါရင်စိုက်တယ်အဲ့ဆိုမှဒီအိမ်ဖိုးဆက်လိုက်ရလေအေးဆက်လိုက်ကဲပါမပိုင်းနှစ်မှာကြည့်ကြမယ်ဘာမှမလာရင် subscribe လေးလုပ်သွားအောင်နော်